အားလုံးမင်္ဂလာပါကျွန်တော်နာမည်တော့ Real ပါကျွန်တော်နောက်မှဗီဒီယိုမတင်မင်းနဲ့ဆိုတဲ့ကိစ္စကနည်းနည်းလေးအလုပ်ကများနေတော့ YouTube ကိုမလဲပြတာပါတယ်ပေါ့နော်အဲ့ဒါဒီနေ့မှာကျွန်တော် bro တို့အတွက်တကယ်အကြောင်းပြပြပေးမယ် Okay ခိုင်းဖုန်းလေးထည့်လာအောင်ဒါဆိုဆင်ပြီးွားရင်တော့ကြည့်ရအောင်တကယ်အကြောင်းပြပြပေးမယ်ဖြစ်တဲ့အတွက် bro နေဖြင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကို subscribe လုပ်ပေးဖို့နဲ့မိသားကောင်းတဲ့နေဖို့ကျွန်တော်ဆက်ချင်ပါတယ်အဆင်ပြေ like လေးပါနေပြီကြပါအဲ့တော့ကျွန်တော်စလိုက်အောင်ကျွန်တော်ကြုံတဲ့တရားကြောင့်ねပြောပြ过ပြီဆိုတော့ဘယ်လိုကျွန်တော်လည်းတရားကြောင့်နေများတော့သိမလားဘုံတော့မမှတ်နိုင်အောင်ဗျာသိမလားကျွန်တော်အကိုကြုံဘူးခဲ့တဲ့တရားကြောင့်ပြောပြပေးမယ်โอเคစမယ်ကျွန်တော်အကိုကကျွန်တော်တစ်ခါတော့ပြောပြဘူးလေဘာလဲဆိုတော့ तू အားတဲ့အရင်တော့တက်ကလို့တက်တယ်ပေါ့နော်တက်ကလို့တက်ခဲ့တဲ့အချိန်ခါပေါ့तू တက်ကလို့ကိုတွားတဲ့နေ့ကတွားတဲ့နေ့မှာ तू ကြောက်တောင်ကြောက်တက်တဲ့ကြောင်ကမလီတက်တဲ့ကြောင်ကတရေရှိရတဲ့အဲ့ဒါပြောပြပေးမယ်ဘာလဲဆိုတော့အဲ့ဒီကြောင်ရဲ့နာမည်တော့မပြောတော့ဆိုကြဆဲခံရတယ်ကြောင်နာမည်တော့ပြောတော့ဟိုကလေ तू ကအဲ့လေမန္တလေးမှာရှိရအကြောင်တက်လားအတက်ကလို့ကြောင်သိမှာပါအဲ့ဒီ तू ညပဲပေါ့နော်အိမ်နာတော့ပြန်တယ် join တော့ပြန်တယ်အတွက်တော်ကြောင်ကအဲ့ဒီထွက်တဲ့အချိန်မှာကြုံတယ်ဘာလဲဆိုတော့အကူတို့ကအဲ့ဒီတော့ပြောရမယ်အသက်တွေကပဲဆက်ကြတက်တွေ18 19တွေတင်မှာသူတက်ကတူကလည်း तू နေမကောင်းတာပဲညဆိုတော့အဲ့လိုအလွန်18နှစ်ပေါ့အဲ့ဒီနေ့တော့မှ तू စတက်ရတာ तू ကကျမတင်ကောင်းရပြောနေတာနှလုံးရောဂါတအားများတယ်အဲ့မှာ तू ဘာလို့ကြုံခဲ့ရလဲဆိုတော့သူ့ကိုတဲ့တရားရောက်ကတဲ့လာပြီးမှပြောသူနေခံစားရတယ်တဲ့တွိုင်းတဲ့ထဲမှာပေါ့နော်တွိုင်းတဲ့ထဲမှာ तू ကဝင်ပြီးတော့မှတဲ့မလားအဲ့လိုလုံနေအချိန်ရတယ်ဗျာ तू တရားရောက်ကလာပြီးမှဒါလာပြောတယ်တဲ့ဘယ်လိုပြောလဲဆိုတော့တဲ့ငါတဲ့လုံးဝတဲ့ तू ပြောပြတာပေါ့နော်ငါတဲ့လုံးဝတဲ့မကြုံဘူးတဲ့အကြောင်းရင်းရုံကွာတဲ့ငါကြုံလိုက်ရတယ်တဲ့ဘာလဲဆိုတော့တဲ့ तू ကတဲ့အဲ့မင်းအိမ်နာထဲမှာရှိနေတဲ့အချိန်လုံးဟာတဲ့မင်းဘာလဲလုပ်ခလဲမင်းသိမှာပါဆိုပြီးတော့ပြောတယ်အိမ်ထဲမှာရှိနေတဲ့အချိန်မှာမင်းဘာလဲလုပ်ခလဲဆိုတော့အကိုကတင်မလားပြောဒုက္ခလေး तू ကဖြစ်တာပဲပြောမှာပေါ့ तू ကသူ့တငယ်ချင်းနေလာစတယ်ပေါ့ဗျာသူ့ဒီမှာတငယ်ချင်း2ယောက်ရှိတယ်အဲ့2ယောက်လုံးကလည်းအကိုတို့ကဘယ်ကဲပြုတ်ဒုက္ခ तू အဲ့လိုလာစတယ်ဆိုပြီးထင်ပြီးတော့မှ तू ပြန်ဖြေလိုက်တယ်တိုက်တယ်ငါအင်္ဂါတက်နေပေါ့ကွာအင်္ဂါတက်နေတယ်ဆိုပြီးမှပြောလိုက်တယ်ဗျာအဲ့ဒါအင်္ဂါတက်နေဆိုပြောလိုက်ပြီးတော့မှ तू အင်တာတကားကိုနောက်တစ်ခေါက်ထပ်လာခောက်ပြီးတော့မှလာမေးရဲ့ဟဲ့အောင်နဲ့အင်္ဂါဘလူတက်တာလေတဲ့ဆိုပြီးတော့တရေရတယ်တင်မလားအဲ့အင်္ဂါဘလူတက်တာလေဆိုလာမေးရနည်းနည်းဟာသားဆန်နေနော်အင်္ဂါဘလူတက်တာလေဆိုလာမေးရဲ့ဒါလည်းမေးရော तू အကိုကပြောလိုက်တယ်ဟဲ့အောင်မင်းငါ့ကိုလာမနှောင်းနဲ့ပေါ့ကြော်စင်သူ့တငယ်ချင်းနာမည်ကကြော်စင်ရဲ့နောက်တယောက်ကသူလည်းမအောင်အဖြိုးကိုဖြိုးဟုတ်တယ်ကြော်စင်နဲ့ကိုဖြိုးနဲ့ပေါ့နော်အကုနာမည်တော့မပြောတော့ကြော်စင်ကအဲ့ကြော်စင်ကကြတော့ဘယ်လိုပြောမလဲသူကတိုးတောက်တဲ့ကောင်ကိုဖြိုးကကြတော့သူကသူများပစ္စည်းကိုဖြောက်ပြီးနောက်တာကြော်စင်ကကြတော့တရေလူနောက်တာအဲ့ဒီတော့သူကြော်ဟျောင်ကြော်စင်နဲ့လာပြီးတော့မှမနှောင်းနဲ့ပေါ့ကွာနောက်မနှောင်းနဲ့ပေါ့ဆိုပြောတဲ့အချိန်မှာအကိုကအဲ့ဒီအိမ်နဲ့တက်လို့ပြီးသွားပြီဒါတကားလည်းဖွင့်လည်းဖွင့်လိုက်တော့အဲ့မှာညဖို့ဖို့စုံနေဘေးနားမှာကောင်းမနေတယောက်ကရက်နေတယ်မတဲ့တော့မန်ဒုံအနောက်လှည့်ပြီးရက်နေတာဗျညဖို့ဖို့စုံဆိုတည်မလားအိုးဒီမလေးအဲ့ဒီကောင်မလေးကရက်နေတယ်ဒါပေမဲ့ तू ကြီးလိုက်တဲ့အချိန်မှာ तू ကအပေါ်ပိုင်းပဲအခြေရအောက်ပိုင်းတော့လုံးဝမကြီးနေဘူးဆိုပဲအဲ့ဒီအောက်ပိုင်း तू ကမကြီးပဲနဲ့အဲ့ကောင်မလေးတော့နားမရောမေးတယ်အကူကလည်းတည်မလားကြောက်ချင်းဆိုဗျာ FA လေ FA ဆိုတော့ကောင်မလေးတွေမြင်လို့ဆိုရင်တင်မလားနည်းနည်းလေးယောက်ျားလေးရဲ့တော့ဖြစ်တတ်တာပေါ့အဲ့လိုလမ်းမေးဟဲ့ဒီမှာဘာလုံညာလဲဆိုရင်လမ်းမေးရဲ့အချိန်မှာကောင်မလေးကဘာမှမပြောမတက်ပဲရက်ပြီးတော့မှသူ့မကြည့်ဗျအနောက်ကိုလှည့်နေတယ်မှဟိုတရေတွေလို့တူလို့လေအဲ့လိုအနောက်ကိုလှည့်နေရဲ့အနောက်ကိုလှည့်နေတော့ तू ကလမ်းမေးရဲ့အချိန်မှာဘာမှမပြောတော့အဲ့ဒါနဲ့အကူက तू ချေရပေါ့ပြောတော့မှအနေနဲ့ငါနဲ့အတူတူတက်တာလီလို့ပြောလိုက်တော့ဘာမှမပြောသေးအဲ့ချိန်မှာ तू ကထွက်သွားတယ်
အဲ့ကောင်မလေးကအခန်းထဲကိုဝင်သွားတယ်ဗျဒီဟိုတက္ကသိုလ်ခန်းထဲဝင်သွားတယ်တက္ကသိုလ်အဆောင်ထဲကိုဝင်သွားတော့မှအကူကတီးရဘာလဲဆိုတော့သူအောက်ကိုကြည့်လိုက်တဲ့အချိန်မှာအောက်မှာကောင်းမလေးဝတ်ထားတယ်ဘောင်းမီအရှိပေါ့နော်ကောင်းမလေးဝတ်ထားတယ်ဘောင်းမီအရှိဒီအောက်မှာဘာမှမရှိဘူးပေါ့ခြေထောက်မှပါဘူးအမှန်တမ်းပြောရလို့ရှိရင်ဘောင်းမီရှိပဲရှိတယ်ဗျသူဝတ်ထားတဲ့ဘောင်းမီရဲ့အောက်မှာဘာမှမရှိဘူးအဲ့ဒီမှာအကူလုံးဝလက်အောင်ပါတယ်တော့တွေးကြောင်နေမှာအဲ့နာတော့ပြတ်တော့ဝင်ပြေးသွားတယ်ဆိုပဲအဲ့နာတော့မျိုးအဲ့မှာသူတော်လေဗာလဲအဲ့လိုကြောက်ပြီးတော့မှမဟုတ်တော့တွေကထွက်သွားရဲ့တဲ့သူပြောတာအတော့လိုက်ကြည့်တော့ကြအောင်ဆိုပဲအဲ့လိုအတော့လိုက်တက်သွားလဲဆိုရင်တော့သူကြီးရဲ့ပြောပြတယ်ပြောပြပြီးတော့ဟိုအထဲကိုလုံးဝဝင်သွားပြီးတော့မှအဲ့မှာတကားပိတ်လို့နေတော်တော်ကြာတဲ့ကြာသူကအိမ်နာထဲမှာဖုန်းယူသွားတယ်အဲ့ဖုန်းကသူဒါလုံးဝကန်ကောင်းသွားတယ်ပေါ့နော်ဖုန်းသွားတဲ့အချိန်မှာသူတငယ်ချင်းကိုဖြိုးကသူ့ကိုဖုန်းလက်ဆက်တယ်သူတို့ကအဆောင်တခန်းထဲမှာ3ရက်တူနေရဗျာဖုန်းလက်ဆက်တယ်ဖုန်းလက်ဆက်တော့အကိုကကန်တယ်အတန်တုံးနေပြီနော်အဲ့ဒီမှာအတန်တုံးနေပြီဆိုပဲကိုဖြိုးကသူ့လမ်းမြင်ရတဲ့အဲ့မဲ့ဘာလုံညာလဲပေါ့အင်တာနက်မှာအဲ့လောက်ကြာကြီးအဲ့မှာဖုန်းနဲ့ဂိမ်းထိုင်စော့နေတာပေါ့အလူလမ်းမြင်ရဲ့အချိန်မှာအကိုကပြောလိုက်တယ်မဟုတ်အောင်ငါမဟုတ်ဘူးငါတရေချက်ခံရတာတဲ့ဒီပြောလိုက်တော့ဒီကောင်တွေကဘယ်လိုရမလဲသူတို့ကအကိုအများကြီးနောက်နေကြဗျာနောက်နေကြဆိုတော့ဒီကောင်တွေရဲ့အထင်မှာအကိုကလည်းသူတို့ကိုနောက်တယ်ပေါ့အဲ့လိုထင်ပြီးတော့မှဟဲ့မင်းငါ့လာမနောက်နဲ့ဆိုပြီးတော့သူပြောရတယ်တဲ့ပြောတယ်မဟုတ်ဘူးအကိုကမဟုတ်သားကြီးကငါတကယ်ပြောနေတာဆိုပြီးတော့ပြောအတန်းတုံနေချိန်မှာကိုဖြူကလုံးဝမယူကြောစင်တရေလို့ဆိုတော့ကြောစင်ဆိုတော့ကိုကြီးကအကိုကြီးပေါ့ဗျာကျွန်တော်အကိုတကယ်ချင်းဆိုတော့အကိုတွေပေါ့ကျွန်တော်ကြည့်ရပေါ့အကိုကအဲ့ဒီအကိုကြီးကျော်စင်ကပြောတယ်ညကိုဖြူမဖြစ်နိုင်တော့ဘူးနော်ဆိုပြီးတော့ပြောပြီးတော့သူတို့မြောင်တော့လေကောင်းကနေဆင်းလာတယ်တဲ့ဆင်းလာတော့အဲ့မှာဖြစ်ရှင်တော့ဗာလဲဆိုတော့ကျော်စင်ကကျောင်းမှာတက်တာကြောက်ကိုဖြိုးနဲ့ကိုဖြိုးကကြတော့ဒီကျော်စင်ပြီးတော့မှတစ်နှစ်လောက်မှဝင်လာတာပေါ့နော်အကိုကတော့နည်းနည်းတော့မကြာသေးဘူးဗျာဒါပေမဲ့နှစ်ပတ်လောက်လို့ရှိ16နှစ်ရောက်မှတက္ကသိုလ်တက်ရတာဗျာအဲ့လိုနေသိမကောင်းတော့လေအဲ့ဒါနဲ့သူကပြောတယ်မဟုတ်သေးဘူးနော်ဆိုပြီးတော့သူတို့လာလိုက်တဲ့အချိန်မှာအကူကအဲ့အိမ်နာထဲမှာတုံးနေကိုလုံးတုံးနေတကယ်ဟုတ်လားအဲ့ဒီသူကအမွှေးလက်လုံးထောင်နေဗျာသူတငယ်ချင်းတွေကသူ့ကိုဆွဲပြီးတော့ထုတ်လိုက်တဲ့အချိန်မှာပဲအမတဘူလုံးဝင်နေလားတော့ကနေရှော့ရထားတယ်မတုံးနေတုံးနေအားကြော်တင်ရောကိုဖြိုးကကိုကိုဒီလိုမျိုးပွေပြီးတော့မှဗျာဒီလိုမျိုးတင်မှာတွဲပြီးတော့အခန်းရှိတိုင်းပူတယ်မနက်မိုးလင်းတော့မှအကူပြောပြတာကြော်တင်တို့ဘာလဲဆိုတော့အဲ့ဒီမျိုးဖြစ်တယ်မလားအဲ့ဖြစ်တဲ့အားလုံးပြပါရဲ့အချိန်မှာကြော်တင်ကပြောလိုက်တယ်ဟဲ့အောင်နဲ့အဲ့ဒီကောင်မလေးရတဲ့ငါတို့ဒီကျောင်းကိုငါတို့ဒီကျောင်းမရောက်ခင်တည်းကအလုံးဖြစ်ခဲ့တာတဲ့ဒါပေါ့နော်ဆ iam မရဲ့တမီးရဲ့သူကအဲ့ရှိတဲ့နှုံးပါပေါ့နော်တော်ချောတာပေါ့နော်ဒီကျောင်းမှာရှိတဲ့ကောင်လေးတွေတော်တော်များသူ့ကိုဘယ်လိုပြောမလဲကြွေတယ်ဗျာခက်စကားနဲ့ပြောမှဆိုရှင်ကြွေပြီးတော့မှလုပ်တယ်ဆိုရင်ဒီကောင်မလေးကတအားချီတယ်ဒါပေမဲ့အမှကျောင်းမှာဘလတ်လောင်းတောင်းတက်မှသူလူဝင်နိုင်ခြင်းနဲ့အဖွဲ့တွေပေါ့နော်အဲ့တော့လူနိုင်ခြင်းက3កောင်လား4កောင်လားအဲ့ဒါသူ့ကိုအဲ့ဒီပန်းညံမှာအဲ့ပန်းညံကနည်းနည်းတစ်ပင်တော့မှာပေါ့နော်မပြောတော့တိမှာပါဖြစ်လိုက်တဲ့အချိန်မှာအဲ့လိုတည်သွားတယ်ဒါပေမဲ့သူလုံးဝမကြွဘူးသူ့ကိုတော်ရောဖြစ်ခဲ့တယ်တခြားမရှိဆိုတဲ့အတိတ်ပဲအဲ့ဒီကောင်မလေးကဘယ်လိုပြောမလဲသူ့ရဲ့အဲ့ဒီသားရတုံးမဖြူရဗျာအဲ့ဒီခြေထောက်ကိုအဲ့ဒီကောင်ကဘယ်လိုပြောမလဲဒီပြောတော့ဗျာအားဟာရမသိရကောင်းပါလေတရေချောင်းမပြောတရေချောင်းပြောနေတယ်ကြားရနေတော့တင်ညာလေးတစ်ခုဝင်လာအောင်မယ်နော်ည19ရက်နေ့မနေ့ကပေါ့နော်ငလင်းလောက်သွားတယ်တိတာဘလုံးဘယ်လောက်ထိကျန်လဲဆိုရှင်3.9ငလင်းလောက်သွားတယ်ကျွန်တော်ငလင်းစုံနဲ့ကြာထားတယ်ရန်ကုန်နဲ့ပဲခူးကငလင်းစုံနဲ့ကြာထားတယ်ဆိုပြောတယ်အဲ့တော့ကြောင့်ဘရိုးအနေဖြင့်ကျွန်တော်ကြည့်နေတဲ့ဒီဗီဒီယိုကြည့်နေတဲ့သူတော်တော်ဒီတွေကရန်ကုန်နဲ့ပဲခူးမှာနေကြရဆိုရှင်နည်းနည်းလေးတတိထားပြီးနေကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ငလင်းဆိုတာကအမှန်တကယ်ဖြစ်သွားနိုင်တဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့မန္တလေးမှာဆိုရင်ငလင်းအကြောင်းဖြစ်သွားခဲ့တဲ့လူတွေကတော်တော်တနာဖို့ကောင်းပါတယ်အဲ့တော့ကြောင့်မို့လို့တို့အနေနဲ့ဒီဗီဒီယိုလေးကိုမြင်ပြီဆိုလို့ရှိရင်အားလုံးမြင်လို့ရအောင်လို့
share ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ဒါကြောင့်လည်းဆိုတော့ danger ပါ danger အကွက်ဖြစ်တဲ့အတွက်ကြောင့်မလို့တရားမဟုတ်တရားတိထားတဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတရေဗီဒီယိုကြားထဲကနေကျွန်တော်ကကြညာတစ်ခုဖြင့်ထည့်ရတာဖြစ်ပါတယ်။ဒါဆိုရင်တရေကြောင့်ပြန်ကြားလိုက်ရအောင်။အဲ့ဒါနဲ့အကူကအဲ့လိုဖြစ်သွားပြီးတော့မှနောက်ပိုင်းကျတော့အဲ့ဒီကြောင်မတက်တော့ဘူးဗျာမတက်တော့သူကျွန်တော်ဦးလေးကိုပြောတယ်တဲ့အဖေတဲ့မတက်တော့ဘူးတဲ့ဒီကြောင်ကတလူဖြစ်တယ်ဆိုပြောလိုက်တဲ့အချိန်မှာဦးလေးကလည်းမထားလိုက်တော့ဘူးဗျာမထားလိုက်တော့နောက်ပိုင်းကျတော့အကူကအခု24နှစ်ဖြစ်သွားပြီ24နှစ်မှာကြောင်နဲ့ဝေးွားတာဆိုလို့ဘယ်လိုပြောမလဲ4နှစ်လောက်ရှိပြီသူအမှန်တမ်းပြောလို့ရှိရင်သူတက်ကတော့မတက်လိုက်ရဘူးဗျာဒီလိုကိစ္စဖြစ်ပြီးတော့မှဦးလေးတို့ကလည်းဘယ်လိုပြောမလဲလူကြီးရေဆိုတော့တရေကိုသူကမတရားယုံကြည်ရဗျာအမှန်တမ်းပြောရလို့ရှိရင်အယူကြီးလေးပါပေါ့ပြောမှာဆိုကျွန်တော်လူငယ်တွေကြတော့အဲ့လိုမတရားလေးပါနဲ့6လို့ဆိုရှင်အကူကတော့တရေချက်တက်တယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုတရေချက်ရှိပါတယ်လို့ပြောတဲ့နေရာဆိုရှင်သွားကျင်တာအဲ့ပါလေတခုလောက်လို့ဆိုရှင်တရေထွက်လာပါတယ်လို့ပြောချင်တော့ကျွန်တော်လှုပ်ချင်တာအဲ့လိုမျိုးအကျင့်အဲ့လိုမျိုးအကူတို့အိုက်တော့အဲ့လိုအကျင့်များအဲ့လိုအကျင့်ဆိုတော့ကျွန်တော်လူငယ်ကြတော့ဘာမှဖြစ်အကူလေးတွေကြတော့ဒါလူကြီးဖြစ်သွားတယ်ဗျာ50ကျော်တွေ60တွေကြတော့အဲ့လိုမျိုးတွေယုံသွားပြီးတော့မှလုံးဝဘယ်တက်ကတိုးမှမထားတော့တာ24နှစ်ဖြစ်တဲ့အတွက်မလို့သူထွက်တိုက်တာက18ထွက်လိုက်တာ19နှစ်ပေါ့နော်18နှစ်မှာအဲ့လိုမျိုးဖြစ်တယ်19နှစ်မှာထွက်တယ်အတူတက်19နှစ်မှာထွက်တယ်အဲ့ဒါကြတော့9နှစ်တော့ရှိပြီ9နှစ်တော့ရှိပြီအကူက24နှစ်ဆိုတော့ကျွန်တော်တို့ဒီ2021ပေါ့နော်ဒီကဟာမျိုးဖြစ်ကနေထွက်သွားတာအမှန်ပြောလို့ရှိရင်โอเคဒါဆိုရင်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအားရအောင်နောက်ဗီဒီယိုတွေကြာရင်ပြန်တွေ့ကြပါမယ်နောက်တစ်ခါကြာလို့ရှိရင်လည်းဘရိုတစ်ကလောက်မဖြစ်အောင်လို့ကျွန်တော်ကအနည်းငယ်တောင်းပါပါတယ်တစ်ကလောက်လုံးဝဖြစ်စီရတော့ကျွန်တော် line ကောက်အောင်လည်းလုံးဝလုပ်ပေးမယ်ဘရိုသူက edit လုပ်ပေးမယ်โอเคနောက်တစ်ခါကြာရင်ကျွန်တော်ကိုယ်တိုင်တရုပ်ဆောင်ပြီးတော့မှပြောပြပေးမယ်ဥပမာ real နဲ့တရားချတဲ့အကြောင်းကြီးတို့အဲ့လိုမျိုးတွေပြောပြပေးမယ်โอเคအားလုံးတက်တာဗီဒီယိုလေး subscribe နေဖို့နဲ့ဘေးနားခေါ်လွှင့်နေဖို့ကျွန်တော်နှုတ်ဆက်ချင်ပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဘရိုတွေ